ဒီနေ့ကငါအလုပ်ပိတ်ရက်ပဲငါမြန်မာအစားအစာလွမ်းနေတာနဲ့မြန်မာစာကောင်းကောင်းလေးရတဲ့ဆိုင်သွားရှာစားအောင်မယ်။အော်နှစ်ဘက်မှာမြန်မာဆိုင်တွေစားကောင်းတယ်ကြားတယ်။ငါနေရာနဲ့နီးတော့အတော်ပဲသွားစားအောင်မယ်။မင်္ဂလာပါခ။မြန်မာစာလေးလွမ်းလို့မြန်မာစာလေးတွေစားကျင်လို့ပါခ။ ဟုတ်ကဲ့အဘွားအထဲကိုကြွပေးပါကစောက်ဈေးတွေကကြီးလိုက်တာရောက်ပြီးပြီဆိုတော့မထူတော့ဘူးမှားစားလိုက်တော့မယ်သမီးရေအဖွားကိုမုံဟင်းကားနဲ့ဓာန်ပေါက်ချပေးစမ်းမုံဟင်းကားအရေးလဲကျဲတောက်နေတာပဲမုတ်တီနဲ့မှားနေတယ်ထင်တယ်ဓာန်ပေါက်ကဆန်အားလဲငါအကင်ဆိုင်ကကောက်ညင်းထက်တောင်စိုးသေးတယ်ဒီပဲစားရင်နဲ့ရေငက်လာပြီရေတောင်းတောက်အောင်မယ်ဘေးရှင်းမယ်အဖွားစားမကုန်လို့ပဆက်ထုတ်ပေးအောင် ဟုတ်ကဲ့ပါဘွာဒါလေးကရှင်းရမယ့်ငွေအမောက်လေးပါခပဲရဲ့ပြုတ်မုံဟင်းကားနဲ့ဆန်ချမ်းတန်ပေါက်နှစ်ပွဲပေါင်းက450ဘတ်တဲ့ဒီပဲရေတောက်တာတော့ရေတပူဘတ်50နောက်တစ်ခါဒီတောင်လာမစားဘူးဘန်ကောက်ထဲမြန်မာစာကောင်းကောင်းလေးစားလို့ရတဲ့ဆိုင်ရှိရင်အဖွားကိုမှန်းခဲ့ပြီအဖွားနောက်ပိတ်ရက်ကြသွားစားမလို့ခေါ်ဖွန်ခ